အားလုံးပဲမင်္ဂလာပါရှင်။ဘာစီတို့ရွာကချစ်ဆိုပါတယ်နော်။တခုလောက်လေးမြတ်တာရက်ခံခြင်းလို့ပါ။လာလေတယ်ဆိုရင်လဲလို့ရပါတယ်။မနေ့ကလာတဲ့လူတွေဆိုရင်သိပါတယ်။အကုန်လုံးကနှွေးထွေးစွာချူဆိုကြရဲပေါ့နော်။ဒါပေမဲ့တခုရှိတာပြန်နေဆိုရင်တော့အရက်ပလင်းတွေတ िश ူတွေအမိုက်တွေကိုတေချာလေးပြန်ပြီးတော့တင်သွားဖို့မြတ်တာရက်ခံခြင်းပါတယ်ရှင်။ဘာလို့ဆိုနေရာလေးရချင်းမြောင်းတဲ့အတွက်ကြောင့်မို့လို့ရွာသူရွာသားတွေအတွက်အခက်ခဲမဖြစ်စေခြင်းလို့ပါပြီးတော့ရွာသူရွာသားတွေရေချိုးတဲ့အခါမှာနေရာလေးအနှင်းငယ်ပေးဖို့မြတ်တာရက်ခံခြင်းပါတယ်ရှင်။ဘာလို့ဆိုဒီနေရာလေးမှာပဲသူတို့ကရေချိုးရတယ်အဝတ်လျှော်ရတယ်အဲ့လိုလေးလုပ်ရလို့ပါနော်။ပြီးကိုမှပါလာတဲ့အဖို့တွင်ပစ္စည်းတွေကိုရေထဲမစင်းခင်တခြားလေးတင်ခဲ့ဖို့တတိပေးခြင်းပါတယ်ရှင်။ဘာလို့ဆိုလူဆိုတာကကောင်းတဲ့လူရှိတယ်လို့မကောင်းတဲ့လူလည်းရှိပါတယ်။ရာစီကဒေတာခန့်တယောက်အနေနဲ့ထုတ်ပြောဖို့မကောင်းတာကြောင့်မို့လို့ကျွမ်းနာကရာစီတို့ရာသားတွေကိုယ်တိုင်စာရိတ္တနဲ့ပတ်သက်ရင်မကြိုက်တဲ့လူတချို့ရှိလို့ပါ။အဲဒါကြောင့်မို့တတိပေးတာပါ။